ဒီကာလကတော့ကျွန်တော်ဆရာကြီးရေတဖွဲဖွဲရောက်တဲ့ကာလပေါ့နော်ဒီကောင်လေးကဘာလဲဆိုရင်ကျွန်တော်တို့ Lenovo ရဲ့ကျွန်တော်တို့ Legion ဒါ5 Pro ပေါ့နော်ကျွန်တော်တို့စီမှာဆိုရင်လက်ရှိ Legion တွေကဆိုရင်ကျွန်တော်ဒီ9လုံး6လုံးလောက်ရှိရပေါ့နော်လုံးဝကိုမှ Legion 5တွေ Legion 5 Pro တွေ Legion Pro 5တွေဒါများတဲ့ကာလပေါ့နော်ဒီကောင်လေးဆိုလည်းပဲလုံးဝကိုမှ Legion Pro C ရလည်းပဲတော်တော်လေးကိုမှဘေးကွာဒီကောင်းပြီးတော့ကျွန်တော်လူကြိုက်များကိုတွေ့ရတယ်ဗျမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲလုံးဝကိုမှရိုးရှင်းတဲ့ဒီဇိုင်းနဲ့ဒါတောင်တင်းတဲ့ဒီဇိုင်းရယ်ရိုးရှင်းတဲ့ဒီဇိုင်းရယ်လုံးဝမာကြောပါတယ်ဆိုတဲ့ပုံစံရယ်ပြီးတော့ cooling system အရန်ကောင်းပါတယ်ဆိုတဲ့ပုံစံရယ်ဒါမိတ်ဆွေတို့ဒွန်တွဲပြီးတော့မြင်ရမှာဖြစ်တယ်ပြီးတော့ရိုးရှင်းပြီးတော့ style ကြတဲ့ပုံကောင်လေးပေါ့နော်ဒီကောင်လေးဆိုလည်းပဲကျွန်တော်16လက်မ display နဲ့ကျွန်တော်ဒီနေ့ရောက်လာတဲ့ကောင်လေးပေါ့ဒီကောင်လေးကဘာလဲဆိုရင် Legion 5 Pro Legion 5 Pro မှာခါတိုင်းတည်းကျွန်တော်ထူးခြားသွားတာကဒီကောင်ဒီကျွန်တော် i9 နဲ့ရောက်သွားမယ် i9 ဟိုမှာကျွန်တော် dual generation အဲ့ဒါဟိုမှာ 8 CPU နဲ့လာမယ်40 core 20 thread ဖြစ်သွားမယ်အဲကြောင့်မို့ CPU performance ကလည်းတော်တော်လေးကိုမှကောင်းမွန်တဲ့အနေအထားမျိုးပေါ့နော်ပြီးတော့ RAM တော့ကျွန်တော်တို့ဒီကောင်လေးမှာဆိုရင် 16GB ပါတယ်အဲ့ဒါဟိုမှာ DDR5 ဖြစ်မယ် DDR5 ကိုမှကျွန်တော်တို့နောက်ထပ်လည်းပဲ RAM slot လွတ်သေးရဖြစ်တဲ့အတွက်မိတ်ဆွေတို့စိုက်လို့ရတယ်ပေါ့နော်ပြီးတော့ SSD ကတော့ဒီကောင်လေးမှာကျွန်တော်ထုံးစံတိုင်း 512GB ပါမယ်ဒါ graphic ပေါ့နော်ဒီကောင် graphic လာပြီပေါ့နော် graphic ကတော့ကျွန်တော်ဗာလေးပါမလဲဆိုရင်RD 3060ပေါ့ကျွန်တော်တို့ဒီ340 330ကျော်340ဝန်းကျင်မှာပေါ့နော်340ဝန်းကျင်မှာကျွန်တော်တို့လုံးဝကမှ3ပြော်တဲ့ကောင်လေးပေါ့ဒီကောင်ကတော့ဒီ Pro CEO မှာမိတ်ဆွေက RD 3060စီ3060 graphic နဲ့ရရှိမှာဖြစ်တယ်ဒီ RD 3060ဆိုတာလည်းပဲကျွန်တော်တို့ဒီကောင်လေးမှာဆိုရင် GPU watt က140 watt တောင်ပါတာဖြစ်တဲ့အတွက်မိတ်ဆွေအနေနဲ့ဒီ3060ကိုပိုင်ဆိုင်ထားမယ်ဆိုရင်ကျွန်တော်တို့ဒါ Triple Dynamic game လည်းဆော့လို့ရမယ် e-sport game လည်းဆော့လို့ရမယ်လက်ရှိကျွန်တော်တို့ graphic software တွေပြီးတော့ business software တွေပြီးတော့ 3D render တွေနဲ့ပြီး gaming ဘိုင်းပေါ့နော်လုံးဝကိုမှ share ချမ်းလို့ရမယ်ကောင်ပေါ့နော်ဒီကောင်လေးမှာအဲ့ဒါကြောင့်ဘာကြောင့်ပြောလဲဆိုရင်ကျွန်တော်ဒီ graphic content creation ဘိုင်းမှာဆိုရင်ကျွန်တော်တို့ဘာမလဲဆိုရင်ဒီ16လက်မ display ကိုမှာကျွန်တော်တို့ resolution က 2K resolution နဲ့လာမယ်အဲ့ဒါကိုမှဒီလုံးဝကိုမှ view angle လည်းကောင်းမယ် sRGB 100% လည်းရမယ် Republic ကလည်းပဲမိတ်ဆွေတို့ဒါမျှော်လင့်ထားတဲ့အတိုင်းပဲ175Hz ပါတာဖြစ်တဲ့အတွက်ဒီ graphic ဘိုင်းမဲ့လို့တော့ gaming ဘိုင်းမဲ့လို့လုံးဝကိုမှဒါ smooth ဖြစ်တယ်ဗျာနော် keyboard ကတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲလုံးဝကိုမှ full size keyboard နဲ့ဒီမှာဆိုရင် number key လည်းပါတယ်လုံးဝကိုမှ full size key size နဲ့ပြီးတော့ full size keyboard နဲ့ပြီးတော့ဒါ backlit ကတော့ကျွန်တော်တို့အဖြူအောင်တစ်မျိုးတည်းရိုးရှင်းနဲ့ကျွန်တော်လာမှာဖြစ်တယ် big quality ကတော့ Legion 5 Pro တို့ဒါထုံးစံအတိုင်းပဲတော်တော်လေးကိုမှကြစ်လစ်ပြီးတော့လှပတယ်သူ့ထက်မှာဆိုတော့ Legion Pro 5ပဲရှိရပါတော့ဒါပေမဲ့ Legion 5 Pro နဲ့ Legion Pro 5မှာ big quality ကတော့တူတူနီးပါးလောက်ဖြစ်တယ်ပေါ့နော်တော်တော်လေးကိုမှလည်းဟိုတက်ရက်တယ်ပေါ့တက်ရက်ပြီးတော့မာကြောကြစ်လစ်တယ်ပြီးတော့ကူလင်းပိုင်းလည်းပဲတော်တော်လေးကောင်းတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်စောစောပြောတဲ့အတိုင်းပဲ big quality ကောင်းတဲ့မိတ်ဆွေတို့ဒါအသုံးပြုရမှာဖြစ်တယ်ပြီးတော့လုံးဝဒီ gaming ထဲမှာ premium ဆိုတဲ့အရာတာကိုမိတ်ဆွေတို့ကရရှိမှာဖြစ်တယ်ကျွန်တော်တို့လက်ရှိ view ထဲမှာဆိုရင် ROG Strix တို့နဲ့အပြိုင်ဒီကောင်လေးကလည်းပဲလုံးဝကမှရိုးရှင်းရှင်းနဲ့ဘာမှမကြမ်းကျင်တဲ့သူတွေအတွက်ဆိုရင်တော်တော်လေးကမှအဆင်ပြေတယ်ကျွန်တော်တို့ကတော့ဒီ ROG Strix တို့ပါလို့ဆိုရင်လည်းပဲဒီ RD 3060ဈေးတန်းမှာကျွန်တော်တို့ဒီ40ကျော်ရောင်းတယ်ပေါ့နော်ဒီကောင်လေးကတော့ပုံမှန်ဆိုရင်ကျွန်တော်တို့က Legion 5 ရိုးဆိုရင်တော့40ဝန်းကျင်လောက်ပဲကျွန်တော်ကရောင်းတာပေါ့နော်ဒီကောင်လေးက Legion 5 Pro ဖြစ်တဲ့အတွက်မိတ်ဆွေတို့လုံးဝကမှဒါဈေးတန်တယ်ဆိုတဲ့အရာတာကိုဒါခံစားရမယ်ပေါ့နော်48သိန်းလောက်နဲ့ကျွန်တော်တို့ကရောင်းချပေးတော့မှာဖြစ်တယ်ကျွန်တော်တို့ရှေ့မှာဆိုရင်တစ်လုံးရှိတယ်အဲ့ကောင်လေးပဲ Legion 5 Pro ပဲပေါ့နော်ဒီကောင်လေးကတော့ရှေ့ကောင်လေးကကျွန်တော်48သိန်းခွဲ48သိန်း9000ပေါ့နော်ဒီကောင်လေးကလည်းပဲအဲ့ဈေးနဲ့ကျွန်တော်တို့ကရောင်းချပေးထားတယ်ဒါကတော့ဒီကောင်လေးကတော့မိတ်ဆွေအနေနဲ့340ကျော်နဲ့တန်တယ်ဆိုတဲ့ရတာကိုကျွန်တော်တို့ခံစားရမှာဖြစ်တယ်ဒီကောင်လေးကလည်းပဲကျွန်တော်တို့စီမှာဆိုရင်ရှေ့တစ်ခေါက်က i7 တွဲကြံ3050 Ti ရောက်ရှိရပေါ့နော်အဲ့ကောင်လေးကလည်းရောင်းထွက်ပါတယ်ဒီကောင်လေးကလည်းနောက်ထပ်ရောက်လာတယ်ကျွန်တော် Legion 5 Pro လေးဖြစ်ပါတယ်ဒီကောင်လေးကလည်းရောက်တိုင်းမှာကျွန်တော်ဒီလုံးဝကူမှာဒါရောင်းထွက်တဲ့ series ဖြစ်တာကြောင့်မလို့လုံးဝကူမှာအလူရက်ဒါဝယ်ကြတဲ့ပုံစံမျိုးပေါ့နော်ဒီကောင်လေးကကျွန်တော်စီကိုရောက်ရှိလိမ့်ပါပြီဒါဒီကောင်လေးကတော့ဆိုင်မှာတင်တာနဲ့ကျွန်တော်ဒီရောက်တာအောက်တာမြန်တဲ့အတွက်ဒါမိတ်ဆွေတို့အမြန်လာမှရမယ်ဗျကျေးဇူးတင်ပါတယ်ဗျ